စိတ်ခုံရွာအနောက်ဘက်အင်းရင်တော်ကျောင်းတိုင်း၌လေတန်းကြောင့်လဲကျနေတဲ့အခေါင်းပေါက်အေးရမကုတ်ကိုပင်ကြီးတပင်အံ့ဩထူးဆန်းပွေဖြစ်နေပါလေအရင်ဘက်အဖျားဘက်ကတရေကျက်လက်ယုံဖြင့်အံ့မွေမဟာစီတော်ကြီးဖြစ်နေပါလေမဟာစီတော်ကြီးဟာအလျား9ပေမျက်နှာအကြီးဘက်အချင်းလက်မှ40မျက်နှာအငယ်ဘက်အချင်းလက်မှ36လက်မှလုံးမလက်မှ126လက်မှပမာဏရှိပါလေစီကြီးရဲ့ဒါယကာကတော့စိတ်ခွန်ရွာသားဦးဖိုးတင်ဒေါ်တင်ခတို့ဖြစ်ပါလေ1995ခုနှစ်ကပြုလုပ်ခဲ့ကြောင်းသိရပါလေအဲ့ဒီစီတော်ကြီးရှိရာကျောင်းတိုက်ကိုမဟာစီကျောင်းတိုက်ကိုခေါ်တွင်ပြီးအရှင်သောဗနာကိုမဟာစီဆရာတော်ဟုအမည်ပွဲတော်တက်မှတ်ခေါ်ခဲ့ကြပါလေမဟာစီဆရာတော်ဘုရားကြီးရဲ့ပထမဆုံးယောဂီ3ဦးကတော့ဦးထွန်းအေးဦးဖိုးချုံနဲ့ဆရာချန်တို့ဖြစ်ပါလေတပည့်ယောဂီများကဝိပဿနာရှုနည်းချမ်းရေးရန်တောင်းပန်လျှောက်ထားတာကြောင့်1305ခုနှစ်တဘိုးလဲလာပြည့်နေ့မှာဝိပဿနာရှုနည်းချမ်းပထမတွဲဒုတိယတွဲကိုရေးသားတော်မူခဲ့ပါလေသာသနာတော်ကြီးရဲ့ဖုံးကံကိုအမိပြုပြီးအမျိုးကိုမြင့်တင်ရန်စာဦးတွင်ဟင်္ဒရာဦးမြဦးနုဦးတင်ဦးစံသိန်းဦးလာကျော်စတဲ့မျိုးချစ်ပုဂ္ဂိုလ်ကြီးများဦးဆောင်ကရန်ကုန်၌1309ခုနှစ်နရောလာဆန်းတရက်1948ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာဗုဒ္ဓသာသနာ့လောကအဖွဲ့ကြီးကိုစတင်တည်ထောင်ခဲ့ကြပါလေအဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ပရိယတ္တိပရိပတ်တိသာသနာတော်200လုံးကိုချင်းမြင့်ထောက်ပံ့ရန်ဦးဆောင်ဆရာတော်တစ်ပါးပင့်ဆောင်ဖို့စာဦးတွင်ဟာသခိုင်းတောင်ရိုးသို့ရောက်ရှိခဲ့ပြီးရေဦးဆန်းဆက်တတိဥပသင်္ထမ်းမှမဟာစီဆရာတော်ရဲ့တရင်ကောင်းကိုကြားသိကြီးညိုခဲ့ရပါလေအဲ့ဒီအချိန်ကသခိုင်းတောင်ရိုးတမိတ်ဒေါရရကျောင်းသီလရှင်ဆရာကြီးဒေါ်မာလာကြီးဟာစာလက်တက်ပြီးဝိပဿနာလေးပြပါလေသီလရှင်ပေါင်း900ကျော်ခြံရံပြီးစာပေပို့ချတရားပြအလုပ်လုပ်နေပါလေဒေါ်မာလာကြီးဟာကြွလာတဲ့ဆရာတော်များကိုပညာစမ်းသိရှိပါလေတပည့်သီလရှင်များမေးတဲ့မေးခွန်းများကိုတော်ယုံတိုင်ယုံဆရာတော်များမဖြေဆိုနိုင်ပေတရားပွဲတပွဲ2ပွဲနဲ့ရပ်တန့်သွားလိရှိပါလေတရားပွဲ3ပွဲ4ပွဲပြီးဆုံးအောင်မဟောကြရပါဘူးအဲ့ဒါကြောင့်စာဦးတွင်ကမဟာစီဆရာတော်တရားဟောရန်နေရာကိုသခိုင်းတောင်ရိုးတမိတ်တော်ရကျောင်း၌ကျင်းပရန်သတ်မှတ်ခဲ့ပါလေမဟာစီဆရာတော်တရားဟောတော်မူတဲ့အခါဒေါ်မာလာကြီးနဲ့တပည့်သီလရှင်များဘာမေးခွန်းမှမမေးကြပါဘူးမဟာစီဆရာတော်ကသူတို့မေးလိုသမျှမေးခွန်းများကိုတရားဟောရင်းဖြေရှင်းတော်မူပါလေရက်တိုးပြီးတရားဟောရန်တောင်းပန်ယုံမျှတာမဟုတ်သေးစိတ်ခုံရွာသို့လိုက်သွားပြီးတရားအားထုတ်တဲ့အထိဖြစ်သွားကြပါလေစာဦးတွင်ဟာသခိုင်းတောင်ရိုးတရားပွဲအကြောင်းကိုဗုဒ္ဓသာသနာ့နှုတ်ကအဖွဲ့ကြီးကိုတင်ပြတဲ့အခါနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကိုယ်တိုင်ရွှေဘိုစိတ်ခွန်သို့သွားပြီးမဟာစီဆရာတော်ကိုရန်ကုန်သာသနာ့ရိပ်သာသို့ပင့်ဆောင်ခဲ့ပါလေမဟာစီဆရာတော်ဘုရားကြီးရန်ကုန်သာသနာ့ရိပ်သာသို့ရောက်တဲ့နေ့ဟာ1312ခုနှစ်တစောင်းမုန်းလပြည့်ကျော်6ရက်1949ခုနှစ်နိုဝင်ဘာလ17ရက်နေ့ဖြစ်ပါလေ